အားလုံးပဲမင်္ဂလာပါရှင် Blessed Sian ပါဒီနေ့ဗီဒီယိုလေးမှာတော့ vocab လေး9လုံးကိုလာပြီးတော့မှပြောပြပေးတော့မှာဖြစ်ပါတယ် Okay ကြည့်လိုက်ရအောင် Number 1ကတော့ pimple ဝက်ချံ pimple ဝက်ချံကြက်ချံမဟုတ်တဲ့ဝက်ချံဖြစ်ပါတယ်နောက်တစ်ခုကတော့ acne scar ဝက်ချံအမာရွတ် black haired စာဝက်ချံ black haired စာဝက်ချံ black haired blister အရေးကြီးဘူး blister အရေးကြီးဘူး blister scar အမာရွတ်စကားလို့ရေးထားလို့ scar စကားလို့မထွက်ပါနဲ့နော် scar အမာရွတ်ဖြစ်ပါတယ် rush for တော့မဟုတ်ဘူးနော်အဖူပိန်ထွက်ခြင်းအရေးပြားနှိမြန်းခြင်းပေါ့နော်နောက်တစ်ခုကတော့ canker sore ပါးစပ်တွင်းပေါက်တဲ့အနာဖြစ်ပါတယ်ကျမတို့စိတ်ဖိစီးမှုတွေများတဲ့အချိန်အပူတွေများတဲ့အချိန်ဆိုရင်ပေါက်တတ်ပါတယ် canker sore ဖြစ်ပါတယ်အစအနေပြန်ပြီးပြောရမယ်ဆိုရင် pimple ဝက်ချံ acne scar ဝက်ချံအမာရွတ် blackhead စာဝက်ချံ blister အရေးကြီးဘူး scar အမာရွတ် rash အဖူပိန်ထွက်ခြင်းအရေးပြားနှိမြန်းခြင်း canker sore ပါးစပ်တွင်းပေါက်တဲ့အနာတို့ဖြစ်ပါတယ်ရှင်